square မှာ minus ပိုင်းဆိုင်ဝင်ခွဲလို့မရဘူး အဲ့ဒါဆိုရင် not real number ဖြစ်သွားပြီအဲ့ဒါရင်ငါတို့ကကိန်းရောင်ကိန်း2ကိုငါသုံးရတော့အဲ့တော့ကိန်းရောင်ကိန်း2သုံးဖို့အတွက်ဆိုရင်မ square root ရော -4 ဆိုရင်အဖြစ်မရှိတော့မရှိတော့ခါရ minus နေရာမှာ i square သွင်းမှာအဲ့တော့ i square ရဲ့တန်ဖိုးကကို -1 ဆိုတော့ငါသိရအဲ့တော့ -1 နေမှာ i square ဆို i ကြီးထွက်လာ square ဆို4က2ထွက်လာ2 i လို့ထွက်လာအဲ့ဒါပြောကြမလို့လားဟုတ်တယ်ဟုတ်တယ်မလားအဲ့တော့ဒါဒီပိုင်းကအမှရသွားပြီရတယ်အဲ့ဒါရတယ်ဒါဒီပိုင်းလုံးဝရတယ်ကွာဘာမှမစင်စားနဲ့ဟုတ်လားတည်ရမမေ့မှတ်မိတယ်ဒီ complex number မှာတို့က u general form မှာဒီငါမရေးဘဲနဲ့ဘာနဲ့ပြောပါသက်ကြီးနဲ့လိုက်ပြောနေပြီးပါ u မှာငါတို့က general form မှာဆိုရင်နော် 8 + yi ပေါ့ဒါတည်ပြီးသားကွာဒါ real path ဒါ imaginary path ဟုတ်လားဒါဆို z နဲ့သင်္ကေတပြုတာဒါပဲအဲ့ဆိုအဲ့ကောင်နေပေါင်းနေဆိုတာလည်းသိတယ်မြောက်တယ်ဆိုတာလည်းသိတယ်နှုတ်တယ်ဆိုတာသိတယ်အဲ့ဒါကိုမသိကြအကြောင်းရှိမြောက်တော့သိရမလားသိရမြောက်တာဆိုရိုးမြောက်လေရတယ်ကွာဒီလိုမြောက်ဒါပေမဲ့မြောက်တဲ့မှာ i square ပါတဲ့နေရာမှာပါထည့်လို့ရ -1 ထည့်လို့ရဒါလေးပဲထည့်သွားရင်မင်းအဲ့ပုစာရမင်းသိပြီးသားဘာမှပြောကြအကြောင်းရှိအဲ့တာကို complex number ကို order ပဲပုံနဲ့ပြောမယ်ဆိုရင်ဒီလိုပြောအောင်အဲ့ကောင်မှာ i1 ဒါဆိုရင် h ကh, y သူက i မထည့်ရတော့order ပဲလို့ i မှာဟုတ်လားအဲ့ပုံစံလေးမြောက်ရင်လည်းအဲ့တိုင်းပဲမြောက်ပါမှာဟုတ်လားမြောက်မယ်ဆိုရင်ရှေ့ချင်းမြောက်နောက်ရှေ့ချင်းမြောက်ရှေ့မြောက်အနှုတ်နောက်ချင်းမြောက်ဟုတ်လားအပေါင်းခွင်းစရှေ့နောက်ရှေ့ရှေ့နောက်အပေါင်းနောက်ရှေ့ဒါက i ပါရင်နောက်က i ထက် i မပါရင်ဒါ order ပေးဒါကောမှာဟုတ်လားဒါမမေ့ပါတယ်အဲ့ဒါလည်းတော့ဒီမောင်ခဏပေါက်ကြည့်လိုက်ရအဲ့ဒီမှာဆဲတော့ဘာလဲဆိုရင်ဒီ z ရဲ့ပဂရိတန်ဖို့ကိုရှာမယ်ဆိုရင်တို့ကဘာရှာမ modular z absolute value ရောအဲ့တော့ modular z ဆိုရင် square root of a square plus y square ဒါသူ့ရဲ့ပဂရိတန်ဖို့ဟုတ်နော်အဲ့ဒါငါတို့သိနိုင်တယ်နောက်တစ်ချက်ကသူ့ရဲ့ conjugate ဆိုဘာတင်မှာconjugate ဆိုဘာတင်လဲလို့ရှိရင်သူ့ရဲ့ငကူက h + yi ဆိုရင်အဲ့ -1 imaginary ကိုပဲလက္ခဏာပြောင်းဟုတ်လားတကယ်လို့ z is equal to ကနော်2လို့ပဲရှိရထားတယ်ဒါဆို2ဆို real ပဲရှိရ imaginary မရှိဘူးဆိုရင်သူ့ရဲ့ z ဘားဒီလည်းပါဖြစ်မှာ2ပဲနောက်ကဘာမှမရှိရတကယ်လို့ z ဒီဟလာ-2i လို့ဖြစ်နေရဆိုရင် z ဘားဒီ2ရောသူက formula မှာ minus ပါနေတာရောပေါ့လားအဓိက imaginary ကိုလက္ခဏာချင်းတော့ဇဘာလို့ခေါ်တယ်အဲ့ဒီမှာငါတို့သိထားဖို့လိုတာက z နဲ့ z ဘားနဲ့မြောက်ရင်ဥပမာ z ကဥပမာဆရာပြောလိုက်မယ် h + yi z ဘားက h - yi ပေါင်းရင်းလို့မဟုတ်ဘူးလားဟုတ်တယ်ပေါင်းလို့နဲ့တကင်းရဲ့ခြားနာချင်း a square - နဲ့နောက်ကလည်း y square i square ပါသေးရမဟုတ်လားi square -1 i square -1ဆိုတာဘာဖြစ်လဲဒါကြောင့်မလို့သူကရလာမှာကဒီ conjugate နဲ့ရိုးဟာနဲ့မြောက်ရင် a square + y square ဒါလေးသိထားဖို့ရမလားအဲ့ဒီရတယ်နောက်တစ်ချက်ကဥပမာဆရာကြီးတို့ကနော် z နဲ့နော် z ဘားနဲ့မြောက်ရင် modular တော့ z square နဲ့တူတယ်ဒါလေးတွေတို့သိထားဖို့လိုတော့ဒီကောင်ကလည်းမြောက်တာဒါလည်းမြောက်တာဟုတ်တယ်မြောက်တာဒါရတာမဟုတ်ဘူးလားအဲ့လေအဲ့ဒါဆိုရင်ကြည့်အောင်ဒီကောင်လေးကို modular ဒီနှစ်ခုမြောက်တာဒါရရင်လေအဲ့ဒါဒီကောင်လေး square လို့ကြည့်မယ်ဒါ square လို့မှလေ modular ဆိုတော့ square root ဆိုတာဘာဖြစ်မှာရှေ့ကင်းက a square + y square တဟု square အော်ကြည့်သွားတာနားလေလားa square + y square ရအောင်ဒါပေါ့ a square + y square ဒီတူပဲဟောမရဘူးလားဒီကောင် modular z ကို modular နဲ့ထပ်တင်တယ်တရားနဲ့ဖြစ်ရတယ်တူပဲဒါကြောင့်မလို့ငါတို့က z နဲ့ z ဘားနဲ့မြောက်ရင် a square + y square ဒါ formula မြောက်တဲ့တန်ဖိုးအဲ့တော့ဒီနှစ်ခုရဲ့တူညီချက်ဒီဒါနဲ့တူတယ်ဆိုတာကိုသိထားနော်အဲ့ဒီမှာအဲ့ရနေမှာဆယ်တော့ဘာတွေသိဖို့လိုလဲဆိုconjugate တွေပတ်သက်လို့ဒီမှာဒါရတူညီချက်တွေတက်တည်ပြခိုင်းတာ z1 နဲ့ z2 နဲ့conjugate တစ်ခုလုံး conjugate လုပ်ထားတာဟုတ်နော်တစ်ခုလုံး conjugate လုပ်ရင်တစ်ခုဒီ conjugate ရတယ်တစ်ခုကြီး conjugate နဲ့လည်းတူပေါင်းခြင်းနဲ့တူတယ်ပါအဲ့လိုပဲဒီမှာလည်းမြောက်ထားရင်လည်းတစ်ခုစီလို့ရတယ်စားတာလည်းတစ်ခုစီလို့ရတယ်အဲ့တွတ်တယ်ရမလားအဲ့အပြင် trigo form trigo form ကတော့ရိုးရှင်းတယ် trigo form ကတော့ငါတို့ကဘာသိဖို့လိုအောင်ဆိုရင်ငါတို့က
နော်ခုနကဟိုဇရာတီးဖို့လိုတာပေါ့ဒါတီတာ sign ကော့ဒီနှစ်ခုတော့သိရင်ကိုရပြီတန်းချက်မလို့ဘူးဒါကပိုင်6ဟုတ်လားနော်ပိုင်4 ပိုင်3 ပိုင်3ဒီ3ခုသိရင်ပြီးပြီ1.2 1.2 1.2တကောင်လဲ1.2ရ root 3.2 root 3.2 ဟိုအောက်ကလည်း root 3.2 root 2.2 root 2.2 root 2.2 ဒါပဲအဲ့ဒါသိရင်ရပြီဟုတ်လားအဲ့ဒါသိလို့ရှိရင်ငါတို့ကဘာသိဖို့လို့လဲဆိုတော့ငါတို့က6နှစ်ဂျော်မဒီမှာထားတာကိုထီကိုလို့ခေါ်တာအဲ့တော့သူ့ကိုပိုလာဖောင်လို့လည်းခေါ်တယ်ပိုလာဖောင်လို့ခေါ်တာကဘာကြောင့်လဲဆိုရင်ငါတို့ကသူ့ကိုနေရာချလို့ဒီမှာတီတာရှိမယ်ဒါအားရှိတယ်တီတာတန်ဖို့ရအာတန်ဖို့ရသိလို့ရှိရင်လေငါတို့ကပိုလာဖောင်လို့ပြောနိုင်တယ်ဟုတ်လားအဲ့ဒါကြောင့်မို့ငါတို့ကဒီဇက်ကိုဘာနဲ့ပြလို့ရဆိုရင်တီတာရယ်အာရယ်ပြောရတဲ့အာရင်ပြောမယ်အာတီတာလို့လေသူကပြောနိုင်တယ်အဲ့ဒါကိုပိုလာဖောင်လို့ခေါ်တယ်အဲ့လိုပေးထားရင်လေငါတို့ကအာတန်ဖို့ရှိမယ်တီတာတန်ဖို့ရှိလို့ရှိရင်သူ့ရဲ့ဒီကုန်းနဲ့ဖောင်ပြောလို့ရတယ်အဲ့တော့ဒီကုန်းနဲ့ဖောင်ဆိုတာဘာလဲ z is equal to r cos theta plus I sin theta ဒါဆို r ဆိုတာဘာလဲဟုတ်နော် r ဆိုတာ absolute value က z ကို modulate လုပ်ထားတာကို r လို့ခေါ်တယ်ဟုတ်နော်အဲ့တော့ cos ဆိုတာ sin ဆိုတာ od sin h နဲ့စာ ဒါဆိုငါတို့ကဒီမှာကြည့်လိုက်ရအောင်ဒီနားလေးကိုပဲထောင်ကြည့်လိုက်မယ်ဟုတ်နော်ဒီနားထောင်ကြည့်လိုက်မယ်ဒီနားထောင်ကြည့်လိုက်လို့ရှင်ဒီမှာငါတို့ကဒါတော့ဒါကတော့ y တန်ဘူးပေါ့ဒါပါတန်ဘူး h တန်ဘူးပေါ့ဒါဆို sin ဆို od h နဲ့စာအဲ့ဒါ od h နဲ့စာဆို h စာဒီမှာ r မဟုတ်ဘူးလားဒါဆိုရင် sin ဆိုလို့ရှိရင် y by r sin theta ဆိုလို့ရှိရင် y by r cos theta ဆိုရင် h by r အဲ့ဆိုရင်အဲ့ဒါတွေသိရင် comment number ဒီကိုနော်နဲ့ဖောင်ငါတို့ပြောလို့ရတယ်ဟုတ်လားဒါကမင်းရလောက်မယ်ထင်လို့ဆိုရင်အဲ့လောက်ပဲပြောလိုက်တာနော်ရလားနောက်အဲ့ဒီကပုံစံတစ်ပူးကိုငါတို့စဉ်းစားမယ်ကာလီတာရောခုနှိပ်ကြည့်မလားကြားလည်းနှိပ်အဲ့တော့ဒီမှာပုံစံတစ်ခုကိုကြည့်မယ်ဆို z equal to တဲ့နော်1 plus root 3i ဒါဆိုရင်ငါတို့ကသူ့ကိုဒါက general form ကြီးဒါဆိုရင်ငါတို့က6နှစ် form ပြောရင်1, root 3ဒါဆိုသူနေရာချရမယ်တဲ့ခုအမှတ်မပေးဘူးတဲ့ဟုတ်နော်နေရာချဆိုတာ8ဝင်ယူထက်ဒါ1ဝင်ယူထက်ဟုတ်လားဒါက o ဆိုတဲ့အမှတ်ကိုထက်ပြီးသွားရင်1 ဆိုတော့ဘယ်နေရာမှန်းတော့မသိဘူး first quadrant မှာထောင်းတယ်1, root 3 1, root 3ဒါဆိုရင်ဒါလေးကိုတည်တာလို့တတ်မှတ်အဲ့တည်တာဒီထဲမှာရှိတာဟုတ် first quadrant မှာရှိတော့တည်တာပဲ basic နဲ့တူပဲဒါကြောင့်ငါတို့ကအဲ့တော့ရင်သုံးဟိုကိုသွားမယ်ဒါကဒီတည်တာဒီကောင်းရဲ့တန်ဖို့တည်တာဘာကိုပြောရဆိုရင် argument တန်ဖို့လို့ခေါ်တယ် argument ဆိုတာလေပတ်တဲ့ဟာကို argument လို့ခေါ်တယ်အဲ့တော့ argument ဒီသူကဘယ်နဲ့ပဲကြားမှာပဲရှိရမှာဆိုရင် minus pi နဲ့pi နဲ့ကြားမှာပဲရှိရမယ်ဒါပေမဲ့ minus pi နဲ့တော့မတူ pi နဲ့တော့တူတယ်ဆိုတဲ့ချက်ကိုသိဒါကြောင့်ဆရာတို့ကအဲ့တော့ဒီတီတာကိုရှာဖို့အတွက်ကိုခဏထားလိုက်အောင်အဲ့တော့ modular z ဆိုတဲ့ r ကိုရင်ရှာမယ် r ဆိုတော့ square root of 1 square plus root 3 square အဲ့ဒါရလာမှာဘယ်လောက်ရ4ဆို2ရအဲ့ဒါ r ရပြီဘာကြမ်းတာတီတာရှာဖို့အတွက် cos တီတာရှာမယ် cos ဆိုတာ h ကိုဒီ y by h ကိုဒီ1 by 2မဟုတ်လားဟုတ်တယ်အဲ့ဒါ sin တီတာ root 3 by 2အဲ့ဒါ1/2 cos 1/2 pi by 3ဒါဆိုတီတာ is equal to ဘာရpi by 3 sin root 3/2 ကလည်း pi by 3ပဲဟုတ်တယ်အဲ့ဒါတီတာလည်းရပြီ r လည်းရပြီဆိုရင်ပြီးပြီပေါ့ဒါကြောင့်ငါတို့က z equal to r cos တီတာဆို formula ထဲမှာ r က2 cos တီတာက pi by 3 plus I sin pi by 3 ဒါဆိုရင်ပြီးပြီအဲ့ဒါကိုဒီလိုကြီးမပေးထားပဲနဲ့အာတီတာပဲပေးတယ်ဆိုရင်လည်းရတယ်အာတန်ဘူးကဥမာဒါဆိုရင်ဒီမှာပိုင်း3အာတန်ဘူးက sorry အာတန်ဘူးက2ပေါ့အာတန်ဘူးက2တီတာတန်ဘူးကပိုင်း3ဒီလိုလေးပေးထားရင်လည်းဒီဟာကိုတန့်ရှိနိုင်တယ်သူကformula တည်ရအတွက်အဲ့ဒါတိုင်းမလို့တော့လေရှာလို့တော့တန့်သွားမှာပေါ့အာတီတာနဲ့ပြီးပူတာ form ပဲနောက်တစ်ခါအကုတ်လေးနှိပ်လိုက်အောင်နောက် d is ဓမ္မတီကိုကြောင်း z equal to -1 -1 လို့ပြောရင် order pair form 0, -1 0 or လောက်ပြန်ပြီ -1, 0ဒါ imaginary လားပြီးရလားဟုတ်တယ်-1, 0ဆိုရင်ဒီပုံမှာကြည့်လိုက်ဟုတ်လား
ဒါက h ဒါက y y ဒါ0ဒါဆိုရင် -1 ကောမှာ8တန်ဖို့က -1 minus ဆို4ကွာတက် ဒီ ကွာ မှာမဟုတ်လားအဲ့ဒါဒီမှာ -1 ကောမှာ0ဆိုတော့ဒီမှတ်မဟုတ်ဘူးလား ဟုတ် ဒီမှတ်ဆိုရင်ငါတို့ကသူ့ကိုတိုင်းလို့ရှိရင် argument ဒီကနေဒီမဟုတ်ဘူးလား ဟုတ်တယ် ဒီကနေဒီကတိတာမဟုတ်ဘူးလား ဟုတ်တယ် တိတာကိုဟဲ့လို့တိုင်းရင်ဘာဖြစ်သွားမှာတော့ပိုင်မရဘူးလား ရတယ် ဒါဆိုရင်တိတာတန်မှုကပိုင် ဟာအတန်းယူလိုက် တန်းကြီးလိုက်လို့ရပြီဒါဆိုရင်ငါတို့ကအာတန်ဖို့စဉ်းစားမယ် အာ အာက1ရမယ် unit circle လေးဒါ ဟုတ်တယ်လေ ဒါမှမဟုတ်လေမင်း r ဆိုတာ square root of -1 square plus 0 square ဆိုတာ -1 နဲ့1ပဲရမှာဒါပေမဲ့ r is equal to 1 theta is equal to ပိုင်းဆိုရင်ငါတို့ကရပြီ z equal to နော်1ဆိုတော့မရေးလေရရေးတယ်ရေး cos ပိုင်း plus i sin ပိုင်းပြီးပြီဒါပဲ unit စာခဲ့ဆိုအာတန်မိုးက1တန်းရင်လေ unit circle တ unit ပဲရှိလို့ဒီ -1 ဟိုလေနောက်ဆုံးနေအဲ့လိုမကြည့်နဲ့လေမင်း square root of နဲ့စဉ်းစားလေသူနဲ့စဉ်းစားတယ်1ပဲရမှာအဲ့ဟုတ်ပြောတကယ်လို့အဲ့မှာလေရနော် z equal to လားနော်z equal to